ားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပြီးတော့မှကျမကိုဒီလိုတက်တဲ့ခံဖွင့်ပေးတဲ့ဆရာတော်ကြီးနဲ့အတင်းတို့တင်းသားအတင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ပြောမယ်ဆိုကျမတို့ရဲ့အသက်တာရဲ့အကြောင်းတက်တဲ့ခံဘုရားသခင်ရဲ့ကျမတို့အရောက်စီတိုင်းကိုကောင်းကြီးပေးတဲ့အရာတွေကိုကျမတို့ပြန်လည်ပြီးမှရည်တွက်မယ်တက်တဲ့ခံမယ်ဆိုလို့ရှိရင်ကျမတို့အရောက်စီတိုင်းမှာမတူညီတဲ့အရာတွေတော့ပြောင်းများစွာရှိကြမှာကျမတို့မှာဖြစ်ပါတယ်ဆိုတဲ့အခါမှာကျမမှာလည်းအများကြီးရှိရယ်ဒါပေမဲ့လည်းပဲကျမရဲ့အသက်တာဖြတ်တန်းခဲ့ရတဲ့ဟာကိုအတူချုံအနေနဲ့ကျမအနေငယ်တက်တဲ့ခံခြင်းပါတယ်ဟိုငယ်ရွယ်စဉ်ကလေးဘဝပညာသင်နေတဲ့အချိန်ကတပိုင်းပေါ့လေနော်ပြီးတော့လုပ်ငန်းခွင်ထဲမှာရောက်ရှိလာတဲ့အချိန်ကတပိုင်းရယ်အခုလောလောဆယ်ကျမတို့တွေ့ကြုံခံစားနေရတဲ့ကောင်းချီးမင်္ဂလာတွေအတွက်ရယ်ဆိုပြီးမှအနေငယ်၃ပိုင်းအနေနဲ့ပိုင်းပြီးမှကျမပြပြချင်ပါတယ်ကျမဟာဆိုလို့ရှိရင်ဒီကျမတို့ဗမော်မျိုးရဲ့ဗမော်မျိုးနဲ့ပေါ့လေ12မိုင်လောက်ဝေးတဲ့ရွာလေးမှာမွေးဖွားခဲ့ပါတယ်ပြီးတော့ကျမပညာသင်တဲ့အချိန်မှာပဲကျမ၄တန်းမအောင်သေး၄တန်းကျောင်းကိုတက်နေတဲ့အချိန်မှာပဲကျမတို့အမေဆုံးသွားပါတယ်ဒါပေမဲ့လည်းပဲဖျားတခင်ကဘလို့ပြင်ဆင်လဲဆိုစချင်းတော့ကတော့เนาะကျမတို့နားမလဲဘူးကျမနားမလဲခဲ့ပါဘူးဒါပေမဲ့လည်းပဲကျမကိုကြည့်ရှုပြုစုစောင့်ရှောက်မဲ့ကျမတို့အဖွာအတော်အဖြစ်ကျမတို့ကိုဖျားတခင်ကပြန်ပြီးမှပြင်ဆင်ပေးတယ်အမေဆုံးသွားပြီးတဲ့အခါမှာကျမတို့ညီမနှစ်ယောက်စလုံးကိုကျမအဖေကခေါ်လိုက်တယ်သူပြန်မှကြည့်ရှုစောင့်ရှောက်တယ်အဖေနဲ့ကျမအတော်အပြိုကြီးဟိုပေါ့လေကျောင်းဆရာမတယောက်ရှိတယ်သူတို့နှစ်ယောက်ကနေမှကျမကိုတာဝန်ယူမှကြည့်ရှုစောင့်ရှောက်တယ်ပြုစုပြောထောင်ခဲ့တယ်အဲ့ဒီခါကျတော့ကျမ1989ခုနှစ်မှာကျမ10တန်းကိုအောင်မြင်ခဲ့တယ်10တန်းအောင်သွားတဲ့အခါမှာလည်းတစ်ထစ်ကျမမှာနည်းနည်းလေးအခက်အခဲပြန်မှဖြစ်လာတယ်ဘလို့ဖြစ်လဲဆိုတော့ကျမပြပြချင်ပါတယ်ကျမ10တန်းအောင်တဲ့အခါကျတော့ချက်ချင်းကျမတက်ကတူလည်းမတက်ဘူးအဝေးတင်လည်းကျမမဖြေဘူးကျမစိတ်ကူးတဲ့မငငယ်ကလေးကကျမဘာရွေထားလဲဆိုတော့ကျမကြီးလာလို့ရှိရင်မို့လေကျမကလူနာများကိုပြုစုစောင့်ရှောက်မဲ့သူနာပြုဆရာမကလေးတယောက်တော့ကျမဖြစ်ချင်တယ်ပေါ့အဲ့လိုဆန္ဒရှိတယ်ရှိတဲ့အခါကျတော့ကျမတို့အဖေကိုကျမပြောတဲ့အခါကျမအဖေကလည်းကောင်းတယ်အဲ့ဒါကောင်းတယ်ဒါဆိုရှင်နေအဲ့ဒါပဲလို့အဲ့ဆိုလို့ရှိရင်နေတကယ်လို့တက်ကတူဆက်တယ်ဆိုလို့ရှိရင်တပိုင်းတစ်ဖြစ်မယ်မရှောက်နဲ့ဒီလိုပဲနေလိုက်ဆိုတဲ့အခါကျတော့ကျမဒီလိုပဲနေလိုက်ရောနေလိုက်တဲ့အခါကျတော့စစချင်းကတော့အသက်တည်းငယ်တယ်နောက်16နှစ်ပြည့်လာတဲ့အခါကျတော့နာစင်ကရှောက်သူတို့ခေါ်ရှောက်လာခေါ်တဲ့အခါမှာကျမရှောက်တယ်အဲ့တုန်းကဆိုလို့ရှိရင်အခုခေတ်လိုမျိုးများဆဆလေးသူတို့မခေါ်ဘူးကျမတို့ဗမော်မျိုးနဲ့ရွှေကူမျိုးနဲ့မာစီမျိုးနဲ့မိုးမောက်မျိုးနဲ့အဲ့လိုမျိုး၄မျိုးနဲ့ကျမတို့ရှင်ပြိုင်တဲ့အခါမှာကျမတို့3ယောက်ဟောစားဖို့ရေးပြေအောင်ဝါကြရောကျမတငယ်ချင်းရဲ့ကျမရဲ့နောက်တစ်ခါသူတို့ရဲ့in service တဲ့ကmidwife တဲ့ကတယောက်ရဲ့ကျမတို့3ယောက်ကိုသူတို့ဟောစားမြစ်နာကိုတဲ့နှုတ်ဖြစ်ရမယ်ပေါ့အဲ့လိုမျိုးခေါ်လိုက်ရောအဲ့ဒီအချိန်ခါမှာဆိုရင်ကျမတို့ဗမော်နဲ့မြစ်နာပြောမယ်ဆိုရင်အခုခေတ်ဆိုရင်ကားလမ်းပေါက်တဲ့ကျဆိုနေ့ချင်းပြန်တော့တွားလို့ရတယ်မနေ့တွားလိုက်ညနေပြန်လာလို့ဆိုရင်လည်းပဲညနေခါမိုးချုပ်ခါနေလောက်တော့ပြန်ရောက်နိုင်တဲ့အခြေအနေဒါပေမဲ့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လေရင်လန်းတလန်းရှိတယ်နောက်တစ်ခါဒီအရာဒီမြင့်ရတောင်ဘက်ကိုလေကတာဘက်ကိုစုံပြီးတော့မှကတာနေပြီးမှနဘာကိုကူးပြီးမှမြင့်ရထားနေတဲ့အဲ့လိုခက်သွားရတယ်အဲ့ဒီခါကျတော့ကျမတို့3ယောက်ကတက်ဖြေကြရောမြစ်နာမှာနှုတ်ဖြေတက်ဖြေပြီးတော့တလကြာတဲ့အခါမှာ result ကအောက်လာအဲ့ဒီခါကျဘသူပါလဲဆိုတော့ကျမတငယ်ချင်းကပါတယ်ဖြစ်ကျင်တဲ့ခါကျတော့ကျမတငယ်ချင်းကသူကအဲ့မှာနှုတ်ဖြေထားပြီးတော့မှပြန်လာတဲ့ခါသူကတလမပြည့်ခင်မှာပဲသူကအိမ်တော်ပြုတ်သွားရောပြုတ်သွားတဲ့ခါကျတော့သူကမတက်နိုင်ဘူးပေါ့နော်အဲ့ဆိုတဲ့ခါကျကျမမျောလင့်ခဲ့တာကျမသူမရှိတော့ပေါ့နော်ကျမဟိုထဲ့မှာပဲပေါ့ဒါပေမဲ့အဲ့ချိန်ကဖုန်းတွေပါလည်းမရှိဘာမှဆက်သွယ်ရခက်ခဲတဲ့ခါကျတလားပြည့်တဲ့ခါလည်းဘာမှအကြောင်းမကြားနောက်မှပြန်တည်ကြားတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူတို့မြစ်ကျနာကဟိုပေါ့ねနီးစက်ရဘူးပဲတင်တန်းတက်တဲ့အချိန်ကလည်းအရင်နီးွားတယ်တဲ့၄-၅ရက်လောက်ပဲလူတော့တယ်တင်တန်းဖွင့်မဲ့အချိန်နဲ့ဆိုတော့သူအနီးစက်ရထည့်လိုက်တယ်ဆိုကျမစိတ်တကြွားပေါ့နော်စိတ်တကြွားပြီးတော့မှဒီလိုပဲနေလိုက်ရောကျမတငယ်ချင်းတွေကသူတို့က
somewhere on the net to show the checking long and when they win jar at them a people through window. Session if you do shin through sapi me volley, sapima look we may loss a session in a peaking at jarroti or through up your sun camoli and me my window jar. So I catch a jama don't lugi alumue near layo and not paint a jama take let me shout it over no sigle. Think when Zala or the mu pit a thing agent near the lunilum pibu. A little ya so I got a thing agent, I got young anima to form lady, you get be there, to good and she be there, Peter Madulo said, can see you when you are out so much. I don't need Jamale, see if shit abia, what an apare ha, Malokia one no. Tiluni in a sea, Charlie, which is a solution, a talenting shibu, keeping a language Piancuja, and some opinion language Piancuya, Surekama. Jama di sabole sa tinne ha go jama wadana ma pa kebu jabi me le jama lo yin ne patama tinne ma ro jama ti lu be ne me da me de cha go pian piao me bo le jabi me lo yin ne kali di go jama ha le ba ti phi ne ho tan yo sin shi la ti kali di go on la me ni cha lo shin ne jama sat pi ma tin ong me bo ai lo myo le ne be kali ne ni la jama pyo la bi ro ma jama ha now so did the Lumio, Pia, you went down the out, Picare. Taha, Jama Pau, Pioch in the lace of Piatkin, a county mingla hali, who they slap para, no tomorrow, bone twin Peter, who pitch in the Ayago, Mapsi do leve, the long uncle my Jama to draw the pure doare, a coop is ready imitant pure shimu, Kansaya, Rago, Jama, Tishinale yare, Piro Macuna Jama Pio to Lube, Tisera, on the Kamachama. တွေ့ကြုံရတာအခုဒီလိုမျိုးပေါ့လေဒီအလုပ်နဲ့ပတ်သက်ပြီးမှတစ်ခုနောက်တစ်ခုကြပြန်တော့လည်းပဲပညာရေးဘိုင်းကိုပြန်ကျမပြန်ဆက်တာပေါ့နော်လုပ်ငန်းကတည်းကဒါဆိုလို့ရှိရင်တော့ကျမဘာပဲဖြစ်ဖြစ်အဝေးတင်လုပ်ငန်းခွင်ကနေပဲအဝေးတင်ပြန်တင်မယ်အဝေးတင်ကိုပြန်ဆက်မယ်ဆိုပြန်ဆက်ရောဆက်ပြန်တဲ့အခါကျတော့ကျမအဝေးတင်ရုံးကိုသွားတယ်သွားတဲ့အခါကျတော့ကျမကခါတိုင်းလူမျိုးပဲအောက်မေ့တာပေါ့နော်ကျမအောင်ခဲ့တာကျတော့တိတ်ပန်တွဲbio physics chemistry အမျိုးနဲ့အောင်ခဲ့တာကိုအဲ့လိုမတင်ချာဒီလေးပါထွက်ပြီးတော့မှအောင်ခဲ့တဲ့ခါကျအော်ကျမဝါသနာပါရဟိုစားပေါ်တိပန်တွဲ line ကိုရမယ်ပေါ့တလျှောက်တဲ့ခါကျအဲ့အဝေးတင်ရုံးကအကူကြီးကဘာပြောလဲဆိုနင်ဟာတဲ့10တန်းအောင်ပြီးတော့မှဒီလိုပဲပြစ်ထားတယ်တဲ့ဘာမှလည်းမလျှောက်ထားတဲ့ခါကျအခုဒီချိန်လျှောက်လို့ရှိရင်တဲ့မင်းကဝိဇ္ဇာတွဲပဲရမယ်အဲ့ခါကျမတပတ်ကအကြီးရဲ့စိတ်တကြဘူးတော့စိတ်တကြပြီးမှဝိဇ္ဇာတွဲနေဆိုရင်ကျမတို့ဘွဲဆိုတာကျမရတော့မှာမဟုတ်ဘူးပေါ့ဘာလို့ဆိုကျမကြောင်းတက်နေခဲ့တဲ့ကာလပတ်လုံးမှာကျမတွေကျက်စာဆိုအရန်ပြင်းတယ်တမိုင်းကျက်ရမှာအရန်ဖြစ်တယ်တွဲချက်ရမှာဆိုကျမအရန်ပျော်တယ်အဲ့လိုဖြစ်တဲ့ခါကျဘွဲတော့ရတော့မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပဲကျမစိတ်တကြဒါပေမဲ့ဘာပဲပြကြိုးစားကြည့်မယ်ပေါ့အဲ့ခါကျတော့အဲ့ကိုကြီးကကျမကိုနည်းနည်းလိုင်းညွန်ပေးရပေါ့နော်အဲ့ဆိုရင်တဲ့မင်းနဲ့ဝိဇ္ဇာတွဲထဲမှာတဲ့ပထဝီ geography ကိုယူလိုက်တဲ့အဲ့ဒါဆို second year ဖြစ်တင်ချပါတယ်တဲ့ math ပါတယ်တဲ့အဲ့နဲ့ကျမအဲ့ဒါ UK အော်ကျူစားကြည့်ကျူစားနဲ့ဘာပဲဖြစ်ပွဲလေးတစ်ခုတော့ဖျားခင်ပြန်ပြင်ဆင်ပေးတယ်ဒါဟာလည်းပဲကျမကျေးဇူးတော်ချီးမွမ်းပါတယ်တင်ရင်နဲ့ပဲကျမဒီပထဝီဝါဒနာကိုလည်းပြန်ပြီးမှပါလာတယ်ဒါပေမဲ့လည်းပဲနောက်လုပ်ငန်းခွင်ကိုပြန်ရောက်တဲ့အခါကျတော့ကျမပထမအဆုံးကကျမမူလာရမ်းမို့လေရွာမှာနည်းနည်းကြားတယ်ပြီးတော့မှမူလာရမ်းနဲ့ပဲကျမမုံမောင်အထက်ကကိုရောက်ခဲ့တယ်မုံမောင်အထက်ကကိုရောက်ချင်းပဲကျမတို့ရဲ့ဆရာကြီးရပေါ့လေကျမဝါဒနာပါရကျမရဲ့ဒီ math တို့ science တို့သိပ္ပံတို့ဒါကိုပဲကျမသင်ခိုင်းတယ်ကျမရဲ့ major ဖြစ်တဲ့ဒီဝိဇ္ဇာကိုသူမသင်ခိုင်းဒါလည်းကျေးဇူးတော်အရန်ချီးမွမ်းတယ်ဘုရားတခင်ရဲ့ကျေးဇူးတော်တက်ပဲကျမပညာဒီဘွဲလေးကိုကျမဝိဇ္ဇာဘွဲရခဲ့တော်လည်းပဲကျမဝါဒနာပါတဲ့ဘာသာရပ်ကိုဒီဘုရားတခင်ကပြင်ဆင်ပေးတယ်လို့ဒါလည်းဘုရားတခင်ကိုအရန်ကျေးဇူးတွေနဲ့လို့ကျမတည်ခံခြင်းပါတယ်ဖြစ်ကျင်တော့လည်းပဲအဲ့ဒီကျမကိုအဲ့လိုမျိုးအလေတန်းပိုင်းမှာပြန်တင်ခိုင်းတဲ့အခါမှာအဲ့ဒီကျောင်းမှာဆိုလို့ရှိရင်သူကနည်းနည်းအဲ့ဒီချိန်ခါမှာလည်းမအေးချမ်းတဲ့အခါကျတော့တာဝန်ကျတဲ့ဆရာမတွေကချစ်မလာဘူးပြောင်းရမယ့်ဆရာတွေကျတော့ချစ်ပြောင်းသွားကြတယ်ပြောင်းသွားကြတဲ့အခါမှာကျမအဲ့တုန်းကငယ်တော့လေငယ်သေးရပေါ့နော်ပြီးတော့မှဆက်ချင်းဆိုတဲ့အခါကျတော့ဆရာကြီးကကျမကိုဘာတွေပေးပြန်တယ်လဲဆိုတော့ဒီအတန်း9တန်း6တန်း9တန်းဒီမှာ math တီးပေးတယ်ပြီးတော့မှဟိုဥစား
အစိုးရစစ်ဖြစ်တဲ့ရှစ်တန်းမှာကျတော့ကျမကိုတိတ်ပံတွဲပြန်ပေးပြန်ရောကျမတို့အဲ့မှာပထမနှစ်ဆိုတဲ့ခါကျတော့ဒီရှစ်တန်းတိတ်ပံကိုကျမတို့လေးအခက်ခဲဖြစ်တယ်အဲ့ဒီနေ့မှာပဲကျမငှက်ဖြားတွေလည်းပြန်မှမိလာတယ်အဲ့ခါကျတော့ကျမလည်းစိတ်ညစ်တယ်ဒါပေမဲ့ကျမဆူတောင်းတယ်အဲ့ချိန်မှာကျမအဖေရရှိသေးတယ်ရှိသေးတဲ့အခါမှာစနေတင်းနေဆိုကျမအိမ်ပြန်လာတယ်ပြန်လာတဲ့အခါကျတော့ကျမတပတ်စာကိုကျမဒီရှစ်တန်းအတွက်တိတ်ပံအတွက်ကိုကျမပြင်ဆင်တဲ့အခါမှာကျမဘယ်လိုပြင်လဲစားတယ်ကျမဖတ်လို့မရဘူးမျက်လုံးတွေကလည်းနည်းနည်းဝါဆိုကျမအဖေကကျမကူညီပေးတယ်ကျမအဖေကကျမကိုစားတပုတ်ချင်းစီသူဖတ်ပြပေးတယ်ဒါလည်းဖျားတခင်ပြင်ဆင်ပေးတယ်ဖျားတခင်ရဲ့ကျေးဇူးတော်ကျမရဲ့ခွန်အားနဲ့ဆိုကျမဘာမှမတတ်နိုင်ဘူးနေရလည်းမကောင်းဘူးဒါလည်းပဲဖျားတခင်ဟာဆိုလို့ရှိရင်ကျမရဲ့အဖေအားဖြင့်ကျမကိုဒီလိုကူညီမဆားခဲ့တယ်အရာအားလုံးဟာဆိုလို့ရှိရင်ဖျားတခင်ဟာကျမတို့ကိုလှပပလေးနဲ့ကောင်းကြီးမင်္ဂလာကိုညီအမျိုးမျိုးနဲ့ဒီလိုလှည့်ပပြီးမှသူပေးနေတယ်ဆိုတာကိုကျမသိရှိနားလည်ရပါတယ်ဒီလိုနဲ့ပဲကျမလုပ်ငန်းခွင်မှာကျမအရန်ပျော်သွားတယ်ဘာလို့လဲဆိုတော့ဒီကျမရဲ့လှုပ်တဲ့တစ်လျှောက်လုံးမှာဆိုလို့ရှိရင်ကျမအင်မတန်မှဝါသနာမပါတော့ဒီသမိုင်းဒီပါတယ်ကျမမတင်ဘူးခဲ့ဘူးအဲ့လိုကျမဝါသနာပါတဲ့ဟာကိုဘုရားသခင်ကပြင်ဆင်ပေးတယ်ဆိုတဲ့အခါကျတော့ကျမသူများတွေကဟို SAT ဒီပါတယ်ပြန်ရှောက်ကြပြန်ရောရှောက်တဲ့အခါကျတော့ငါမရှောက်တော့ဘူးလို့ဘာဖြစ်လို့လဲဆိုတော့ SAT ဘိုင်းရောက်သွားလို့ရှိရင်အထက်တန်းရောက်လို့ရှိရင်တော့သူ့ဘာသာရေးရလိုက်ပဲတင်ရတယ်ပေါ့နော်အလေတိုင်းပိုင်းမှာကျတော့လူအပ်ချက်ရဆရာကြီးတွေကကြည်ပြီးတော့မှဆရာမတီရဲ့အခြေအနေအတိုင်းကိုသူတို့ရဲ့ကျွမ်းကျင်ရာကိုပေးတယ်ပေါ့အဲ့ဆိုကျမမလျှောက်ဘူးဒီလိုပဲနေတယ်ဒါပေမဲ့လည်းပဲဖျားတခင်ကဘယ်လိုပြင်ဆင်ပေးတယ်လဲဆိုတော့ကျမကိုဒီလှုပ်တဲ့နေပေါ့နော်BED ဖြေရမယ်ဘိုင်းရဖြစ်လာတဲ့အခါကျတော့ကျမတက်ဖြေကြည့်အဲ့ချိန်မှာဆိုရင်ကျမအသက်ကလည်းတော်တော်လေးရပြီနော်တော်တော်လေးအသက်ကရနေပြီဖြစ်တဲ့ခါတော့အုံနောက်ထဲမှာဘလောက်ကြံသေးလဲဖျားတခင်ပေးထားတဲ့အုံနောက်ဘလောက်ကြံလေးပေါ့လေကျမတက်ကြည့်ရပြီးဒီတက်တဲ့အခါကျတော့ဖျားတခင်ကောင်းကောင်းကျမကိုပြင်ဆင်ပေးတယ်ကျမရဲ့မိသားဟာပထဝီဝိဇ္ဇာဖြစ်တော်လည်းပဲကျမကောင်းကောင်းလိုက်နိုင်တယ်ပြီးတော့မှလည်းပဲအောင်မြင်လာတဲ့အခါမှာပကုံးလေတွတ်ချွန်လေးနဲ့ပေါ့လေဖျားတခင်ကကိုလိုဖိုင်ပါတယ်အဲ့လိုမျိုးလေးနဲ့ပေးခဲ့တယ်ဒါဟာဖျားတခင်ရဲ့ကျေးဇူးတော်တက်ပဲဆိုတာကျမသိရှိနားလေရတယ်ကျမစချင်းကျမတွေးခဲ့တယ်ဝိဇ္ဇာပွဲနဲ့ဆိုကျမတို့စာမကျက်နိုင်ဘူးဆိုတော့ကျမပွဲလည်းရတော့မှမဟုတ်ဘူးလို့ချိန်ခဲ့တော့လည်းပဲဖျားတခင်ဟာကျမကိုညီးမျိုးနဲ့ကောင်းကြီးပေးတယ်ဆိုတာကိုကျမသိခံချင်းပါတယ်နောက်တစ်ချက်ကကြတော့ကျမဒီအသက်အရွယ်ကြီးလာတဲ့အပိုင်းပေါ့လေပင်စင်ယူခါနီးအဲ့လိုဖြစ်လာတဲ့အခါကျတော့ကျမတစ်ချက်လောကီသားတယောက်အနေနဲ့ကျမနည်းနည်းချင်းပြန်ပြီးမှစိတ်ပူတာပေါ့နော်ပင်စင်ယူတဲ့အခါကျတော့ရှင်လုပ်ငန်းတစ်ခုခုတော့ရှင်ကောင်းမှာပဲပေါ့ဘာပဲဖြစ်ငါတလကို9000လောက်အပူငွေလေးရှင်တော့ပူကောင်းမဲ့ထင်နေပေါ့ကျမအဲ့လိုမျိုးတွေးမိခဲ့တယ်အဲ့ဒီအချိန်မှာကျမပင်စင်ကမယူသေးဘူးကျမပင်စင်ယူရမှာကနောက်နေ့ຫນွေလောက်မှယူရမှာအဲ့ဒီမှာကျောင်းပေါ့နဲ့အောက်တိုဘာကျောင်းပိတ်လောက်မှာကြတော့ကျမကိုကိုပိုင်ကျောင်းတစ်ကျောင်းစီကျမတို့ဒီမှာအဲ့တုန်းကကိုပိုင်ကျောင်းက3ကျောင်းလောက်ပဲရှိသေးတယ်အဲ့စေတနာကျောင်းကလည်းကျမဆက်သွယ်လာတယ်သူတို့စီမှာလုတ်ပေးပေါ့ပင်စင်ယူလို့ရှိရင်ပေါ့ဒါပေမဲ့သူတို့ဆရာမကြီးနဲ့လာတွေ့ပေးအောင်တဲ့ကျမအေရှိကဆရာတို့လည်းသိတယ်ကျမတို့ဆရာမတို့တီမင်းစီကနေပြမကျမကိုအဲ့လိုမျိုးလာပြောတယ်ဟုတ်ကဲ့ပါလို့ကျမအားတဲ့အခါမှာလာခဲ့ပါမယ်ပေါ့ကျမဒီလိုပဲထင်ထားခဲ့ပဲဒါပေမဲ့နောက်မကြာခင်မှာကြတော့တစ်ပတ်နှစ်ပတ်လောက်ကြာတယ်နောက်ပိုင်းမှာကြတော့မထင်မှပဲနဲ့ကျမရဲ့အိမ်ဘေးကကျမအမပြောတယ်ဖိချာတဲ့ဘေးချင်းအားတယ်လေတဲ့ကျမကလို့စနေနေ့ဆိုတော့ကျူရှင်တခါတစ်ချိန်တွားပြီးလို့ရှင်ကျမအားပါတယ်လို့တဲ့ပေါ်နေဒေါက်တာစုမြင့်တို့တခြားတို့ချီရီတောင်တို့လင်မယားကဖုန်းဆက်တယ်တဲ့ဖိချာစီလာမယ်တဲ့အဲ့လိုပြောရတာသူတို့ကျမဆက်တွေ့ရဘလူးမစဉ်းစားလို့မရဘာကိစ္စနဲ့ကျမစမလာမှာလဲပေါ့နော်သူ့ရဲ့သားအငယ်လေးကိုတော့ကျမအတန်းထဲမှာတင်ရွာပူးတယ်ဒါပေမဲ့သူ့ကလေးတွေအကုန်လုံးကြီးပြီသမီး2ယောက်စလုံးအလုတ်ကင်နဲ့ဖြစ်နေပြီအကြီးမဆိုလို့ရှိရင်သူ့အမေနဲ့အတူတူပေါ့လေသူတို့international English တွေသူတို့အိမ်မှာတင်နေဆိုတာကျမသိရနားလေအဲ့ခါကျတော့အမပြောတယ်ဟုတ်ပေချင်းအားတယ်လေပြောလိုက်တယ်ခဏမင်း2ခါလောက်ရှိပြီတဲ့အဲ့တော့ကျမပြောဒီနေ့စနေနေ့တော့ကျမတော့အိမ်မှာတော့ရှိပါတယ်ဆိုအဲ့ခါကျတော့အဲ့ဒီဒေါက်တာစုမြင့်နဲ့
သူရဲ့အမျိုးသမီးကျမတို့ချယ်ရီတိုင်းရဲ့သူသမီးရဲ့သူသားမိ3ယောက်ကယောက်ျားခဲ့ပြီးတော့မှကျမဆရာကြီးပြင်ဆင်ယူမယ်လို့ကြားတယ်တဲ့အဲ့နဲ့ကျမပြောတယ်အေးကျမအခုတော့မယူသေးပါဘူးလို့လိုပါသေးတယ်လို့9လ6လလောက်လိုသေးတယ်လို့ပြောတာပြင်ဆင်ယူလို့ရှိရင်တဲ့ကျမတို့စီမှာလွတ်ပေးပါတဲ့ကျေးဇူးပြု၍တဲ့အဲ့နဲ့ကျမပြောကျမသိရတာသူတို့အကြောင်းမဖွင့်ဘူးအဲ့လိုမျိုးဟိုစာပေါ် international english စာပဲသူတို့တင်တယ်teacher ကြီးတို့စာကျမမတင်တတ်ဘူးလို့ကျမရိုးရိုးဒီအခြေခံကျောင်းစာပဲကျမတင်တတ်တာလို့ဆရာကြီးတို့စာကျမမတင်တတ်ဘူးဆိုမဟုတ်ဘူးတဲ့ကျမတို့ကျောင်းဖွင့်မှာတဲ့အဲ့မှာလွတ်ပေးတဲ့ဆိုတော့မှနောက်ကသူကဘာပြောလဲဆိုလာစာပါတခါတည်းပြောမယ်ပေါ့နော်ကျမတခါတည်းဟိုစာပြောပြထားမယ်တဲ့နှစ်သိန်းခွဲဆိုဟာပြရတယ်ကလားရကောင်းမြတ်တယ်ဘောတော့ပြရတယ်အလုံးကောင်းမြတ်တယ်ကျမခမှန်ထားတာကျမပြင်ဆင်ယူလို့ရှိရင်အပူဝင်လေး9000လို့ရပြီလို့ကျမအဲ့လိုမျောစဉ်းစားမိကြည့်ရပါတော့ဒါပေမဲ့ဖျားတခင်ကလေပြင်ဆင်လည်းမယူသေးဘူးဒါပေမဲ့အဲ့လိုမျိုးဖြစ်ကောင်းကြီးရလေဟိုလှည့်ပြီးမှပေးတတ်တယ်ပေါ့နော်အဲ့ဆိုကျမတယောက်တည်းလည်းမဟုတ်ဘူးဒီမှာရှိတဲ့ညီကိုမောင်နှမဆရာသမားတွေအားလုံးလည်းပဲဒီလိုပဲမတူညီတဲ့ကောင်းကြီးမင်္ဂလာတွေအမျိုးနီးအဖုံနဲ့ရကြမယ်လို့ကျမယုံကြည်တယ်ဟိုစားဖျားတခင်ကအရန်ကျေးဇူးတင်တယ်ဖျားတခင်ကအလုံးကျေးဇူးတင်တဲ့စကားကလွဲရင်တခြားစကားလုံးမရှိလို့ဒါတကယ်ပဲယင်ထျားနဲ့လက်လေးကျေးဇူးတင်တယ်ဆိုတော့ကျမတက်တက်ခံခြင်းတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျမပြောမယ်ဆိုလို့ရှိရင်အခုကျမတို့ဒီအများသိရဲ့အတိုင်းပေါ့နော်ကျမတို့ဗမော်အတင်းတို့တင်းသားတွေဟာစစ်ဆောင်တွေဖြစ်ကြပါတယ်ဒီလူမျိုးစစ်ဖြစ်လာတဲ့အချိန်မှာကျမတို့ဆရာတော်ကိုကျမပြောထားတယ်ဆရာပြေးမယ်ဆိုလို့ရှိရင်လို့ကျမကိုအချိန်မျိုးလာခေါ်နော်လို့ဘယ်နေရာဖြစ်လို့ကျမတို့ကအဲ့အချိန်ထိကကျမတို့ကကြောင်းတက်နေတော့နိုဝင်ဘာလဒီဇင်ဘာလ4 ရက်နေ့မှာတိုက်ပွဲစဖြစ်တယ်ကျမတို့က3 ရက်နေ့အထိကကြောင်းတက်တုန်းမှာကြောင်းမှာပဲရှိသေးတယ်ကြောင်းတွားလိုက်လာလိုက်အဲ့ဒီမှာရှိရခါကျတော့ဆရာကိုပြောထားတယ်ဆရာကျမကြောင်းမှာရှိနေကြောင်းမှာကျမကိုလာခေါ်ပေးနော်ကျမဒီလိုပဲကိုလွတ်ပဲကျမထွက်ခဲ့မယ်ပေါ့နော်ကျမနည်းနည်းဟိုကျမရဲ့ပစ္စည်းစာရွက်စာတမ်းလေးတော့အိတ်ထောင်ထဲမှာအမြဲကျမထည့်ပြီးမှရှောက်လွယ်သွားတယ်အဲ့လိုပြည့်တဲ့ခါကျတော့4 ရက်နေ့တိုက်ပွဲစဖြစ်တယ်9 ရက်နေ့မနေ့မှာကျမလည်းအဲ့မျိုးအတန်ဒီတအားမိလာတဲ့ခါမြို့ပဝန်းကျင်ဖြစ်လာတဲ့ခါကျမအိမ်ထဲမှာလည်းကျမအမျိုးသားဆုံးပြီးတဲ့ခါကျကျမတယောက်တည်းနေတယ်အဲ့ခါကျတော့ကျမအမျိုးသားရဲ့အမအပြူကြီး2 ယောက်ရှိပါတယ်ဆရာမဒေါ်မိုင်းရာဆိုတာဆရာရဲ့လက်တင်မှာတော့လာသူတို့ညီအမနဲ့ကျမတတအိတ်တယ်အဲ့ဒီကအမနဲ့မဆရာကကျမလာပြီး9 နာရီလောက်ဖြစ်မယ်တင်တယ်အန်တီတဲ့အခုထွက်မယ်တဲ့အေးဆရာဘယ်လိုထွက်မလဲဆိုဘာနဲ့ထွက်မလဲလို့ပြောစံကင်းနဲ့ထွက်မယ်တဲ့အဲ့နဲ့အန်တီရဲ့စံကင်းဒီစံကင်းဖြစ်ပါမလားလို့ကျမဟိုအဝေးကြီးဟိုရွာတွေပါလေကျမမစီးဘူးသေးဘူးလေအခုပြေးရမယ်ဆိုတာရွာလမ်းဆိုတာကျမသဘောပေါက်တယ်ဆိုတာကျမရဲ့စူပါကပ်ကလေးနဲ့ပေါ့နော်အဲ့ဒါလေးဖြစ်မလားဆိုဆရာမြို့ထဲကထွက်ရင်ပြီးရောတဲ့ဆရာအဲ့လိုမျိုးပြောတယ်ဟိုအပြင်ရောက်လို့ရှိရင်တော့တမျိုးတမျိုးစီစဉ်လို့ရတယ်တဲ့အဲ့ဒါနဲ့ကျမလည်းကြပြကြအဲ့ဒီကတော့သူများတွေပြင်ဆင်ထားလို့ပြောတဲ့အခါကျတော့4-5ထုတ်ပဲကျမထပ်ထားတယ်ဘာတွေထည့်ထားမှတော့မသိဘူးဒါပေမဲ့တကယ်ထွက်ရတော့မယ်ဆိုတဲ့အခါကျတော့ကြောဖို့အိတ်လေးတစ်ခုပဲကျမကောက်ထဲလိုက်တာပေါ့နော်အမှန်ဆိုလို့ရှိရင်ကျမရဲ့စံကေအနောက်မှာ2 ထုတ် 3 ထုတ်ချီလို့ရဒါပေမဲ့ခေါင်းထဲမှာဘာမှကျမတတိမရတော့အဲ့မနေ့မှအတန်လေးတအားမြည်တဲ့အခါကျတော့အဲ့ဒီကျမအိတ်တဲ့အမဘေဘီကနေနဲ့ဒီလိုနေလို့မဖြစ်ဘူးတဲ့ထမင်းတစ်လုံး2 လုံးတော့စားလိုက်တယ်အချက်ပဲမနေဖြုတ်ဟိုစားမြူချလိုက်တာပေါ့နော်ပေါ်ဖီပြောထားတယ်စပွဲမှာဒီလိုပဲတင်ထားခဲ့ရတော့ကျမထွက်တော့မယ်လို့ဆရာတွားရအောင်လို့ပြောတယ်လို့ဆိုတော့ကြပြခဲ့အဲ့ကြောဖို့အဲ့လေကောက်ချီမှာကျမတို့ထွက်ခဲ့ကြရတယ်ထွက်ခဲ့တော့ကျမစူပါကပ်ဆိုတဲ့ခါကျတော့နေတယ်ဟိုတများဆရာတို့စံကေဒီပါကြတော့ဟိုကနည်းနည်းညာနေလေအဲ့ခါကျမြို့ပေါ်ကနေမှကျမလှမ်းကြည့်လိုက်တဲ့ခါဟိုလမ်းအကွိတ်မှာပေါ့နော်ဆရာတို့ကိုလှမ်းမမြင်ရတော့ဒါမဲ့ကျမသဘောပေါက်တာတော့ကျမတို့ထွက်ပေါက်ဆိုလို့ရှိရင်အေယာဝတီမြစ်ကိုဟိုစားလှေနဲ့ကူးပြီးတော့မှဟိုဘက်ကကူးကြတဲ့လူတွေသုတ်ရှိမယ်အခုကျမတို့ထွက်မှာကကြောင့်ဒီတောင်ဘက်အေယာဝတီမြစ်ကဘေးနားလောက်ကနေပြီးတော့မှထွက်ကြမယ်ဆိုတာကျမသဘောပေါက်တဲ့ခါကျတော့ကျမအဲ့မြလိုက်သွားတဲ့ခါကျတော့ဟိုမြို့ပြင်ထွက်ခါကြီးမှာလမ်းကကျမတို့မြို့ကနေနှစ်ခွဖြစ်သွားဒါမဲ့တနေရာမှာတတ်ဆုံတယ်ဆိုတော့တည်
အဲ့ခါကျကျွန်မအဲ့မှာကဒါနေအဲ့စီဆိုင်ကြီးချစ်မှာကဒါကအဖိုးကြီးကျွန်မတယောက်ကကျွန်မကိုပြပေးလေဒီဘက်လန်ဒီဘက်တာအဲ့စကအဲ့သွားတဲ့ခါကျွန်မစီးသွားလိုက်တဲ့ခါကျလူကတော့တိတ်မရှိဘူးဒါပေမဲ့ဟိုးစားချောင်းကူမှာချောင်းကူမဲ့နေရာရောက်တဲ့ခါကျလူကြီးဟာတကယ်ကိုလူပင်လေကြီးအိုးအပြစ်ကြီးပဲဖြစ်တဲ့ကအဲ့ချောင်းကတရားလေးတစ်ခုပဲရှိတော့တယောက်စီပဲဒီလိုပူရတယ်ပူတဲ့ကဆရာတို့ကကျွန်မမမြင်တော့ဘူးဒါပေမဲ့ကျွန်မဆူတောင်းတယ်ဆာလာ23ကိုတောက်လျှောက်ကျွန်မရွတ်တယ်ရွတ်ပြီးတော့ဆာလာ90တိတို့ကျွန်မအမြည်ရွတ်ပဲတော်ကနောက်ဟိုဘချောင်းပူရတဲ့ခါကျဆရာတို့စောင့်နေတာတွေ့တယ်ဆရာတို့နဲ့ကျေးဇူးတော်ပဲဆရာတို့နဲ့ပြန်ဆုံတယ်ပြန်ဆုံတဲ့ကဆရာပြောတယ်ကျွန်မကိုကဲဆက်သွားရအောင်အန်ဒီရဲ့ဟိုဆရာတို့ရှစ်သွားမယ်ပြန်အန်ဒီနောက်ကနေပြလိုက်ခဲ့နော်တဲ့အဲ့နဲ့ပြန်လိုက်သွားတဲ့ခါကျနည်းနည်းလေးဟိုမြို့ပြင်တော်တော်လေးထွက်သွားတဲ့ခါကျလူတွေကလည်းဘယ်လန်းသွားကြမှလည်းမသိတော့လူတွေကလည်းနည်းသွားပြီအဲ့ဒါမဲ့ကျွန်မသိတယ်ဆရာတို့ကတော့ဒီရွှေကူကတာမန္တလေးဒီဘက်လန်းစီးမယ်ဆိုတာသိတဲ့ခါကျတော့ကျွန်မလည်းအမှဆူတောင်းတယ်အဲစစာရွပြမချလိုက်အိုးနောက်ဆုံးဆရာတို့နဲ့တွေ့မယ်မြင့်ကျင်းရွာနဲ့မြင့်ကျင်းမတိုင်ခင်ကရွာပေါ့လေအဲ့ကြားထဲမှာတောတော်တော်လေးဝေးတယ်ကျွန်မနည်းနည်းသွားကြည့်လိုက်တယ်အဲ့တောဖြစ်တဲ့ကကျွန်မပြန်လှည့်ပြီးတော့မှအဲ့မှာဟိုဆရာမတယောက်ကတူရလည်းပဲအလုပ်တက္ကသိုလ်ကဆရာမတယောက်နားထားတာရှိတယ်အဲ့သူတက်ရှာမယ်ဆိုမှကျွန်မသူဆိုင်ဖွင့်ထားရကြားတော့အဲ့မှာတက်ရှာမယ်ဆိုတက်ရှာတဲ့ခါကျသူ့တွေ့တဲ့ခါကျတော့ဆရာမကျွန်မပြောအန်တီဘာလို့တယောက်တည်းလာခဲ့လဲဆက်မသွားနဲ့တော့ကျွန်မတို့စမှာပဲနေလိုက်တော့တဲ့ကျွန်မဟိုစားအဲ့မြကျင်းနာကစင်ကန်းဆိုရကြည့်တော့တွားကြည့်လိုက်အောင်ဆရာတို့ကျွန်မကိုစောင့်နေမှတေးကြတယ်ဆရာတို့နဲ့တေးချပြောထားတယ်ဆိုဒါဆိုရင်အန်တီမစီဝါနဲ့ကျွန်မပို့ပေးမယ်ဆိုမှအဲ့ဆရာမကျွန်မကိုပြန်ပို့ပေးတဲ့အခါမှာဆရာတို့နဲ့တွေ့တယ်ဒါလည်းပဲဖျားတကယ်တစင်းပေါ့နဲ့ကျွန်မကိုကူညီမဆတယ်ဒီလိုမျိုးအခက်ခဲတကယ်လည်းနဲ့ကြားကြည်စံကြားနဲ့ကင်မခဲ့တယ်ဖျားဆရာတော်တို့မိသားစုအဖြစ်ကျွန်မကိုဒီလိုကင်ထုတ်ခဲ့တယ်ဆိုတော့တိရှိနားလေရတယ်ဒါကိုလည်းပဲအထူးဖြစ်ဖျားတကယ်ကျေးဇူးတင်တယ်လို့ဆရာတော်မိသားစုလည်းကျွန်မအထူးကျေးဇူးတင်တယ်အခုနောက်ဆုံးအထူးတစ်ဖြစ်ကျွန်မကျေးဇူးတင်စကားပြောချင်တာကအခုဒီစောတိတော်အသင်းတော်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ပုံမောမိသားစုတွေကိုဆိုအမြဲတမ်းကိုရင်မဆဆိုကျမဟိုကမရောက်ခင်ကတည်းကကျမကြားတိရဒီနေရာပေါ့လေနော်ကျမပြလာခြင်းကအရင်ဦးဆုံးကကျမအတော်တယောက်ကစေယုံတက်ရင်တန်လန်းနဲ့သူ့သမီးကခေါ်ထုတ်ပြီးမှရန်ကုန်ကိုခေါ်သွားဆိုဆိုတာကြားတဲ့ခါကျတော့မန္တလေးမှာရောက်တဲ့ဆရာတို့နဲ့တရနေ့နေပြီးတော့မှကျမရန်ကုန်ကိုအရင်လိုက်သွားတယ်ကျမအတော်စီအရင်လိုက်သွားမှရန်ကုန်မှာနေတဲ့အချိန်မှာဆရာတော်ရဲ့အမျိုးသမီးဆရာတော်ကကျမကိုပုံဆက်တဲ့အန်တီတဲ့အဆင်ပြေရဲ့လားတဲ့ကျမတို့စီမှာလာနေလို့ရတယ်တဲ့အေးလာနေမယ်လို့စာတင်လို့ရတဲ့နေရာရှိသလားကျမလည်းပြောတယ်ကျမစာတင်တာဝဒနာပါတဲ့စာတင်လို့နေရာရှိလားဆိုရှိတယ်တဲ့အနည်းဆုံးဒီ camp တဲ့ကိုမြီးလေးတွေရှိကြတယ်ပေါ့နော်9ယောက်ရှိတယ်တဲ့သူတို့တင်ရမယ်ဆိုအဲ့ဒါဆိုတက်ခဲ့မယ်ဆိုမှကျမတက်ခဲ့တယ်အဲ့ဒီကနေမှကျမကြားရတာလေဒီအတင်းတော်ဟာဆိုရင်ကျမတို့မိသားစုကိုအင်မတန်မှနှွေးထွေးစွာကြိုးစုတယ်အမြဲပဲကြည့်ရှုစောင့်ရှောက်တယ်ကုညီမဆတယ်ကြွေးမွေးတယ်ဆိုတာကြားတည်းကကျမကြိတ်ပျော်တယ်တေးပြမတယ်ကျေးဇူးတင်တယ်အလုံးကိုတကယ်လဲဝမ်းတာတယ်ကျေးဇူးတင်တယ်ဘုရားခင်ဓမ္မကောင်းကြီးမင်္ဂလာတိထက်မကပို၍ခံစားပါစေဒီအတင်းတော်ဟာဆိုမှလေကျမအနုညွတ်ကျေးဇူးတင်စကားကျမပြောချင်ပါတယ်ပြီးတော့မှကျမတို့ကိုဆိုရှင်အစီအစဉ်တိုင်းမှာလည်းပဲကျမတို့ကိုတတိတရားနဲ့ကျမတို့ဗမော်မိသားစုကိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းအထူးပဲကျမကျေးဇူးတင်ပါတယ်ဒီအမှုရာဒီကိုကျမပြန်တွေးလိုက်တဲ့အခါမှာလည်းပဲဒါဟာဘုရားတခင်ကကျမတို့ကိုပြင်ဆင်ပေးတဲ့ကောင်းချီးမင်္ဂလာပဲဆိုမှကျမတတိရတယ်ဘာလို့လဲဆိုတာနည်းနည်းလေးပြန်ပြောမယ်ဆိုကျမတို့ကိုမျိုးကိုဒေတာမှာနေတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ဟာဆိုသူအင်ကိုဟာဒီလိုပဲဖျားရှိကိုတွားနော်လူမှုရေးကိစ္စရှိတဲ့အခါကျမတို့တွေးကြတယ်ဒီလိုပဲနေရတယ်ဒါပေမဲ့လေအခုဒီညာရောက်တဲ့အခါကျအထူးပဲကျမတို့ဘုံမိသားစုဟာဆိုလို့ရှိရင်တအိမ်ထဲလူပဲတမိသားစုလူမျိုးပဲတဝင်းထဲမှာအတူတူကလာနေထိုင်ရတယ်တယောက်နဲ့တယောက်မေတ္တာပြခွင့်ရတယ်ဒါဟာဆိုလို့ရှိရင်လည်းပဲဖျားခင်ရဲ့ပြင်ဆင်မှုပဲအင်မတန်ကြီးမြတ်တဲ့အရာလို့ကျမ
ခံစားရပါတယ်ဒီလိုအခြေအနေဒါမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်လည်းကျမတို့ဟာဆိုရှင်ဒီလိုကိုမျိုးကိုရွာကိုဒေတာမှာဆိုလို့ရှိရင်ဒီလိုကိုသူ့ဖာတာတော့ပဲနေကြမှာပဲဒါပေမဲ့လည်းဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါကျတော့ကျမတို့ဟာတယောက်နဲ့တယောက်ပူးပြီးမှနီးနီးကပ်ကပ်နေရတယ်စွစွယုံယုံနေရတယ်ဆရာတော်တို့မိသားစုဟာဆိုလို့ရှိရင်ကျမတို့အတင်းတူအတင်းသားရဲ့မိဘတပွဲပေါ့အင်မတန်မှကျမတို့ကိုရင်ဝေသားသမီးကဲတို့နော်အဆက်ဆက်အရာကိုညီမစားတဲ့မိသားစုဖြစ်တယ်ဆိုတာကိုကျမသိရှိနားလေရတဲ့တွေ့ဖျားတခင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီအရာတွေအားလုံးဟာကျမတို့ရဲ့အသက်တာမှာဘုရားတခင်ပြင်ဆင်ပေးတဲ့အထူးဖြစ်ကျမတို့ဆိုအင်မတန်မှကြီးမားတဲ့ဘုရားတခင်ထံမှကောင်းကြီးမင်္ဂလာဖြစ်တယ်ဆိုတာကိုကျမနဲ့အားလေရတယ်ဒါကြောင့်မို့လို့ဘုရားတခင်ကိုအထူးပဲကျေးဇူးတင်တယ်ကျမတို့ရဲ့ဆရာတော်မိသားစုလည်းကျေးဇူးတင်တယ်တွတ်ထက်မကဒီအသင်းတော်ကိုလည်းကျမအထူးပဲကျေးဇူးတင်ပါတယ်ဆိုတာပြောရင်းနဲ့ပဲကျမညီကုန်းချုပ်ပါတယ်အားလုံးပေါ်မှာဘုရားတခင်ကောင်းကြီးမင်္ဂလာချပေးပါစေကျေးဇူးတင်ပါတယ်